မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေလူပုံရေးဆွဲခြင်းလေ့ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်ရိုးရှင်းလာတဲ့ပုံဖမ်းမြင်းတွေနဲ့ပုံချမ်းရင်ကောက်ပါတယ်ဒီပုံချမ်းကိုမေးပြီးပုံကြောကိုစိတ်ရေးပါမယ်အခုဆိုရင်မလိုတော့တဲ့မြင်းတွေကိုဖျက်ထုတ်ပြီးပုံလေးကိုလက်စားတက်လိုက်ပါပြီခုတော့ဒီလောက်ပါပဲအားလုံးပဲရှလန်းချမ်းမြေ့ကြပါစေ